အသက်30အရွယ်အမျိုးသမီးတူကွန်တိုတိုက်ခန်းထဲမှာအသက်ခံလိုက်ရတယ်ဆိုတဲ့သတင်းလာပြီးတော့ပြောပြပေးပါမယ်26ရက်နေ့မနေ့ကညကစူကိုဝစ်39လမ်းမှာရှိတဲ့ luxury ကွန်တိုတစ်ခုမှာအသက်30အရွယ်အမျိုးသမီးရဲ့အလောင်းတစ်လောင်းကိုရေချိုးခန်းထဲမှာရှာဖွေတွေ့ရှိခဲ့ပါတယ်ဖြစ်ပုံကတော့လွန်ခဲ့တဲ့23ရက်3လပိုင်းအဲ့ဒီနေ့ကစပြီးတော့မှဒီဆုံးသွားသူအမျိုးသမီးကိုသူ့ရဲ့မိဘတွေကအဆက်အသွယ်မရတော့ဘူးဆိုပြီးတော့မှရဲစခန်းမှာ26ရက်နေ့ကအမှုတော်ဖွင့်ခဲ့ပြီးတော့မှအဲ့ဒီကွန်ဒိုလိုက်သွားခဲ့ရကနေကွန်ဒိုခန်းကတကားလည်းမပိတ်ထားဘူးပြီးတော့အထဲမှာဒီအဲကွန်တွေလည်းဖွင့်ထားတယ်မီးတွေလည်းဖွင့်ထားတယ်ပြီးတော့သူတို့အထဲမှာဝင်ရှာလိုက်တဲ့အခါမှာဆိုရင်တော့ပစ္စည်းလည်းရှုပ်သွားနေတယ်လို့ပြောတယ်ပြီးတော့လို့ရှိရင်ဒီရေချိုးခန်းထဲကိုတောက်ဖွင့်လိုက်တဲ့အခါမှာဆိုရင်တော့ရေချိုးခန်းထဲမှာဆုံးပါနေတဲ့သူတို့ရဲ့သမီးကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဒီလိုနဲ့ရဲတပ်ဖွဲ့တွေက CCTV ကိုပြန်လည်စစ်ကြည့်တဲ့အချိန်မှာတော့23ရက်နေ့ညနေလောက်ထဲကသူတို့2ယောက်အပြင်ကိုထွက်သွားပြီးတော့မှညဘက်ဒီကောင်မလေးပေါ့ဆုံးသွားတဲ့ကောင်မလေးနဲ့အတူတူဒီ2ယောက်ပြန်လာတယ်လို့ပြောတယ်ပြီးတော့ဒီဒန်နီယယ်ဆိုတဲ့သူ့ရဲ့ချစ်သူရီးစားကသူ့ကိုအနမ်းပေးပြီးတော့ဒီကွန်ဒိုကနေပြန်ထွက်သွားလိုက်တယ်ဓာတ်လေကားထဲမှာနောက်ဆုံးမြင်ခဲ့ရတဲ့အချိန်ကအခုချိန်ပဲလို့ပြောပါတယ်ဒီနောက်ပိုင်းကောင်မလေးကိုအပြင်သွားတာလည်းထပ်မတွေ့ရတော့ဘူးဒါပေမဲ့သူ့ရဲ့ရီးစားဖြစ်သူဒန်နီယယ်ကတော့အဲ့ဒီညကညနေမှအိမ်ကိုပြန်လာတယ်ပြီးတော့24ရက်မှာလည်းလှုပ်ရှားသွားလာနေတာတွေ့ရတယ်ပြီးတော့လို့ရှိရင်25ရက်နေ့ညနေ3နာရီမှာဆိုရင်တော့အဲ့ဒီဒန်နီယယ်ဆိုတဲ့စင်ကာပူနိုင်ငံသားယောက်ျားကသူအထုပ်နှစ်ထုပ်ကိုဆွဲလာပြီးတော့ဘန်ကာအမဲရောင်ကိုသူခေါ်ပြီးတော့တွားလိုက်တယ်လို့သိရတယ်ဒါကတော့အခုနောက်ဆုံးရထားတဲ့ဒီ CCTV record ပေါ့နော်အခုရဲတပ်ဖွဲ့တွေကလည်းဒန်နီယယ်ကိုပဲတန်တရားဝင်ကြတယ်ဒီဆုံးပါသွားတဲ့အမျိုးသမီးကောင်မလေးရဲ့အခန်းကသူ့ရဲ့ပစ္စည်းတွေလည်းပျောက်နေတယ်လို့ပြောတယ်တန်မိုးကြီးရတနာတွေပြီးလို့ရှိရင် luxury brand 8တွေနာရီတွေပျောက်သွားတယ်လို့ပြောတယ်ပြီးတော့ဒီ CCTV နဲ့ဒီကောင်မလေးရဲ့အခန်းကိုကြည့်တဲ့အခါမှာဆိုရင်လည်းဒီရီးစားဖြစ်သူသူ့ရဲ့ရီးစားဖြစ်သူဒန်နီယယ်တယောက်ပဲဝင်ထွက်သွားလာတာတွေ့ရတယ်တခြားဘသူမှဒီအခန်းကိုဝင်တာမျိုးမရှိဘူးလို့ပြောပါတယ်ဆိုတော့ဒီရဲတပ်ဖွဲ့တွေကတော့အခုဒန်နီယယ်ကိုတန်တရားဝင်ပြီးတော့မှသူ့ကိုလိုက်ပြီးတော့ရှာဖွေဖမ်းဆီးနေတာပေါ့ဒီဒန်နီယယ်ဆိုတဲ့အမျိုးသားကစင်ကာပူနိုင်ငံသားလို့သိရတယ်သူကထိုင်းကိုလာတိုင်းအမြဲလိုဒီအလဲ passport နဲ့ပဲလာတယ်အခုဒီတစ်ခေါက်လည်းအလဲ passport နဲ့လာပြီးတော့ရက်လွန်နေတယ်လို့သိရတယ်အဲ့တော့အခုဒီသတင်းတွေအရသူကနေဆက်ဘက်ကိုသွားလိုက်လို့ပြောတယ်ထိုင်းမြောက်ပိုင်းဒီနေဆက်ဘက်ကိုသွားလိုက်တယ်ပြောရမယ်ဆိုတာချီလေးတို့ပါလို့ပေါ့နော်တကယ်လို့သူသွားမယ်ဆိုရင်တော့မှတရားဝင်လမ်းကသွားလို့မရတော့ဘူးသူခိုးလမ်းကသွားရလိမ့်မယ်ရဲတွေခံမှန်းထားတာတော့ဒီမြန်မာနိုင်ငံဘက်တွေဝင်သွားမလားမသိဘူးပေါ့နော်အဲ့တော့အခုနေဆက်ဘက်မှာလည်းတော်တော်လေးမှဒီတင်းတင်းကြပ်ကြပ်ကိုစစ်ဆေးနေတယ်အဲ့တော့ view site ကြပါနော်အမျိုးသမီးတွေလည်းဟိုဒီခေတ်ကြီးကဘယ်သူမှမယုံရပါဘူးနော်အဲ့တော့အယုံမလွယ်ပါနဲ့တခုခုဆိုရင်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ဆွေမျိုးနဲ့တိုင်ပင်ပါအရန်ကြောက်ဖို့ကောင်းပါတယ်နော်အခုလိုဖြစ်သွားတော့လည်းစိတ်မကောင်းပါဘူးဖြစ်သွားတာတော့ထိုင်းအမျိုးသမီးလို့သိရပါတယ်နော်